အေးဝင်ခဲ့လေ ဆရာနဲ့တွေ့ကြလို့တဲ့အရှိမအမျိုးသမီးတယောက်ရောက်နေပါတယ် ဘယ်သူလဲလဲဘာကိစ္စလဲ ဟုတ်စစ်တူရင်ပြန်ခွင့်တက်လို့ပြောပါတယ်ဆရာမဲအိမ်မြတ်သူတဲ့ ဟောအေးလွတ်လိုက်လေထိုင်ပါ ကျမမအေးမြတ်သူပါ ကျွန်တော်ဒေါက်တာဝင်းသန်းပါ တွေ့ရတာဝမ်းသာပါတယ်ဒေါက်တာ ဟုတ်ကဲ့ကျွန်တော်ဘာများကူညီပေးရမလဲ ကျမအကူအညီမလိုပါဘူးဒေါက်တာပြိုင်ဘက်ကောင်းလိုတာပါဒီလိုပါဒေါက်တာလိုမျိုးစစ်တူရင်မှာရောစီးပွားရေးမှာပါထူးချွန်ပြီးစုတွေအများကြီးရထားတဲ့သူနဲ့ကျမစစ်တူရင်တပွဲလောက်ပြိုင်ထိုးချင်လို့ပါအလကားမဟုတ်ဘူးနော်ဒေါက်တာအနိုင်ရှုံးကိုကြေးတစ်ခုဖြစ်သတ်မှတ်ပြီးစုအဖြစ်သဘောထားလိုက်ကြတာပေါ့ မအေးမြတ်သူကစစ်တွေ့ရင်ကိုဘယ်အဆင့်ထိကစားဖို့ပါလဲကျွန်တော်သိပြရစီ ကျမကတာမန်ဝါသနာရှင်ပါဒေါက်တာဒီပြိုင်ပွဲကကျမအတွက်ပထမဆုံးပြိုင်ပွဲပါ တာမန်ဝါဒနာရှင်တယောက်ကိုကျွန်တော်စစ်တွေ့ရင်မှာကျွန်တော်အနိုင်ယူလိုက်ရင်ကျွန်တော်နိုင်ချင်းကြသွားမှာအဲ့အတွက်ကြောင့်ဒီပြိုင်ပွဲကိုကျွန်တော်ညင်မရစီ sorry ပါ ဒေါက်တာဘက်ကအဲ့လိုညင်းလိုက်ရင်ဒေါက်တာပြိုင်ဘက်ကိုအထင်သေးလို့ရမကြဘူးလားဒေါက်တာဝါသနာရှင်တွေထဲမှာလည်းချန်ပီယံဖြစ်နိုင်တဲ့သူတွေရှိကောင်းရှိနိုင်ပါတယ်သူတို့ကပြိုင်ပွဲမပြိုင်လို့သာချန်ပီယံမဖြစ်ကြတာပါကျမကတော့ကိုယုံကြည်မှုအပြည့်ရှိတယ်ဒေါက်တာဘက်ကကျမရဲ့ကမ်းလှမ်းချက်ကိုညှင်းလိုက်မယ်ဆိုရင်ဒေါက်တာကိုယုံကြည်မှုမရှိဘူးလို့ပဲကျမအတိတ်ပဲတတ်မှတ်လိုက်ပါမယ် မအေးမြတ်သူရဲ့စကားကျွန်တော်မာနကိုထိကြိုက်နေပြီအဲ့အတွက်ကြောင့်ဒီပြိုင်ပွဲကိုကျွန်တော်လက်ခံလိုက်ဘယ်နေရာမှာစမလဲဘယ်ချိန်မှာစโอเค ကောင်းပြီပြိုင်ပွဲစည်းကမ်းကိုတော့ငါဘက်ကတတ်မှတ်မယ်တကွက်ရွှေ့ပြီးတိုင်းနိုင်ခွက်စဉ်းစားပိုင်လို့ရှိတယ်မင်းလိုစဉ်းစားနေတဲ့အချိန်မှာငါလည်းဒီတမောအိတ်လို့ရတာ ဒိုင်ကိုတော့ဒီဘက်ကစိတ်ကြရွေးချယ်လို့ရပါတယ်နေရာကိုတော့ကျမကိုရွေးချယ်ခွင့်ပြုပါ စုချင်းငွေကိုတော့ deposit တင်ပြီးဘဏ်ထဲသွင်းထားမှာကောင်းလိမ့်မယ်ထင်တယ် အဲ့အတွက်လည်းစိတ်ချပါတခုတော့ရှိတယ်ဒီဘက်ကစစ်တူရင်ချန်ပီယံကြီးဆိုတော့ကျမလိုမျိုးတာမန်ဝါသနာရှင်တယောက်ကိုတရေအရှုံးတော့ပေးတဲ့နဲ့ထင်တယ် မင်းကပါလေတေးကြလိမ့်မယ်လို့ညှို့လင့်ထားနေသေးတာလားဟမ်ကောင်းပြီလေတေးကြခဲ့ရင်ငါအရှုံးပေးမယ်အဲ့ဒါစစ်တူရင်ချန်ပီယံတယောက်ရဲ့မာနာပဲဒီမှတ်တာစုကြီးရအောင်ဘယ်လောက်တတ်မှတ်ပါ